ဟုတ်ကဲ့နောက်မှာโอเคဒါဒီပုံလေးကိုမှတ်မိမှရတယ်နော်နှိုးလိုက်လို့ရှိရင်ကျွန်တော်ဒီမှာreally ambient ကိုချိန်လိုက်နော်ကောင်းပြီလားလို့ရတယ်အလားတူနော်ဟော
အဲ့တော့အနေထားကြီးဘာပြောင်းလဲသွားလဲเนาะရှိုးကြအောင်เนาะတော့နိုးလိုက်မယ်တော့နိုးလိုက်ပြီအနေထားပြောင်းလဲပြီဘာညာအနေထားပြောမယ်ဆိုရင် RTC ထည့်ထားလေသူရဲ့ Celeron မရှိပါเนาะအဲ့တော့ငါတို့ဒီကဒီမှာဗာပြောချင်တာလဲဆိုတော့ A10 ဘိုင်း3521ဟုတ်ပြီဘာတော့ပုံမှန်ပဲဟုတ်ပြီနော်ခဏ Okay